တူရကီနိုင်ငံနဲ့ပတ်သက်ပြီးတော့လူအများစုမသိတဲ့အချက်တစ်ချက်ကပေါ့နော်ဒီတူရကီနိုင်ငံရဲ့မြို့အစ္စတန်ဘူလ်မြို့အာရှတိုက်နဲ့ဥရောပတိုက်နှစ်တိုက်ကိုခွပြီးတော့တည်ရှိနေတာပါအဲ့ဒါကြောင့်ဒီအစ္စတန်ဘူလ်ကိုသွားတာပဲဖြစ်ဖြစ်အစ္စတန်ဘူလ်ကပြန်တာပဲဖြစ်ဖြစ်အကယ်လို့လေယာဉ်စီးမယ်ဆိုရင်ဒီအစ္စတန်ဘူလ်ရဲ့အာရှတိုက်မှာရောဥရောပတိုက်မှာရောလေဆိပ်နှစ်ခုရှိတယ်ဆိုတာသိထားဖို့လိုပါတယ်လူအများစုကဒီဥရောပတိုက်မှာရှိတဲ့လေဆိပ်အကြီးကိုပဲသိကြတယ်ပေါ့နော်ဒီအာရှတိုက်ကလေဆိပ်ကိုမသိကြဘူးဒီအစ္စတန်ဘူလ်မြို့ရဲ့ဥရောပတိုက်ဘက်ကလေဆိပ်ကိုတော့ IST Istanbul Airport လို့ခေါ်ပြီးတော့ဒီအာရှတိုက်ကလေဆိပ်ကိုတော့ Sabiha Gökçen Airport SAW လို့ခေါ်ပါတယ်ဒီ airport ကတော့ဥရောပတိုက်ဘက်က airport လိုမျိုးအကြီးမဟုတ်ပါဘူးဒါကတော့ airport အသေးပါဒါပေမဲ့သူ့မှာ international flight တွေပြန်ပါတယ်ပြီးတော့သူ့ကိုအဓိကသုံးတာကတော့ AJet တို့ Pegasus တို့လိုမျိုး low cost airline တွေကအဓိကအသုံးပြုတာပေါ့နော်တချို့ခရီးသွားတဲ့လူတွေကပေါ့နော်ဒီအချက်ကိုမသိဘဲနဲ့လေစိတ်မှားပြီးတော့ရောက်လာတာတွေပါလည်းဖြစ်ပါတယ်အကယ်လို့အဲ့လိုမျိုးဖြစ်ခဲ့ရဆိုရင်တော့သူတို့သွားခြင်းနဲ့တခြားလေစိတ်ကိုပြန်ပြီးတော့နောက်တစ်နာရီလောက်ကားပြန်စီရပါတယ်